လွမ်းတနေသူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့ဒီပန်းများရဲ့ဌာနေဟောင်းဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောက်မှာဘုသငယ်ချင်းငယ်ပေါင်းများနဲ့လာသားကြီးမှာကစားခဲ့ကြတဲ့ရွာနေမြဝိုင်းလေးကိုပြင်းပြင်းမီအောင်မြန်နေကလေးဝါကနာလောက်ဖြစ်လိုက်ခြင်းရဲ့အေးချမ်းလာတဲ့ဓာတိချက်မြုပ်ရွာဝင်းရမြေတော်ရွာလေးကိုဝင်းပြီးတိုင်းလွမ်းတာနေသူမှာတစ်ခေါက်တစ်ခါရောက်လာဘိုးဘွားကစချက်မြုပ်ခဲ့တဲ့မိဘများရဲ့ဌာနေဟောင်းကိုဘယ်တော့မှမဟောင်းနိုင်ပါဘူးမျိုးကြီးရဲ့အရေးရောင်အောက်မှာဘုသငယ်ချင်းငယ်ပေါင်းများနဲ့လာသားချိန်မှာကစားခဲ့ကြတဲ့ရွာနယ်မြေဝိုင်းကလေးကို